ဟာကူလည်းသွေးတွေရန်ထွက်နေကြရလို့ဘာဖြစ်နေကြရလဲဆိုပြီးစမ်းလဲကြည့်လိုက်တာဘာလို့ပြီးလို့လောအောင်မှမသိတော့ပါဘူးခါမကြီးလည်းရောက်ရှိလာခဲ့ကဒါအချင်းစားကြောင့်ပဲဟာကူရဲ့ခန္ဓာကိုယ်ထဲမှာတခုခုကသူ့ကိုလိုက်စားနေကြတာပါဘာစင်းတဲ့ကူကူပြောင်းမှာမဟုတ်ပါဘူးဒါပေမဲ့လို့လည်းစမ်းကတော့သူ့ကိုမျက်စောင်းနှံကပေးထားတဲ့စီလုံးလေးကိုတချမ်းကိုက်လိုက်ကနဂါဟာကူရဲ့ပါဇက်တဲ့ကိုမရရအောင်အတင်းထိုးထည့်လိုက်ပြီးတော့ခါရမလို့ပြန်မထွေးထော်အောင်လဲမနှဲကိုထိန်းထားလိုက်ပါတယ်လွန်လည်းပဲပြီးနောက်တော့နဂါဟာကူတယောက်လည်းပါဇက်ထဲကနေအရာတစ်ခုကိုထွေးထုတ်လာခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပြီးအဲ့ဒီမဲမဲအရီတွေထဲမှာတစိမ့်လေးတစ်ခုပါရှိနေခဲ့ပြီးတော့အကောင်လေးတစ်ကောင်မှရောပါနေခဲ့တာပါစမ်းတယောက်လည်းတစိမ့်ကိုသွားကောက်လိုက်ပြီးကျွန်တော်ကအကောင်လေးကိုတော့ပြေးကနင်းသက်ပစ်လိုက်ပါတယ်လူကိုတုံတက်သွားတာပါပဲပြီးတော့စမ်းလည်းဒီတစိမ့်ကယူဘဘရဲ့အမဖြစ်တဲ့ဇန်နီဘာစီကနေခိုးလာတဲ့ဟာဖြစ်ရမယ်ဆိုတာကိုသိလိုက်ပြီးတော့ဘီနာကနဂါဟာကူလည်းလူပုံစံပြန်ဖြစ်သွားခဲ့ပါပြီအခုချိန်ထိတော့ဟာကူကတတိဖြစ်နေခဲ့တာပါအသက်တော့ရှူနေသေးပါတယ်အစီရင်ကြောက်လို့ထင်တယ်ဆိုပြီးစီးလေးပါလေးတိုက်လိုက်ကအေးရထဲမှာလဲထားပြလိုက်ရတာပေါ့တကယ်တော့ဟာကူကလည်းစမ်းလူမျိုးရဲ့ဒီကိုရောက်ရှိလို့လာခဲ့တာပါမော်ပညာတင်ရင်လည်းလို့လဲဆိုပြီးတော့အဖိုးကြီးခါမကြီးကလည်းတားပင်မဲ့ဟာကူကတော့ယူဘဘရဲ့တပည့်အဖြစ်ခံယူပြလိုက်တယ်လို့လဲဆိုကပြောနေကြပါသေးတယ်ပြီးတော့ကကြလို့စမ်းကတော့သူဒီပစ္စည်းလေးကိုယူဘဘရဲ့အမစီကိုပြန်ပေးခြင်းနဲ့ဆိုကပြောလိုက်ပြီးသွားပြီးတော့လည်းတောင်းပန်ခြင်းနဲ့ပြီးတော့လည်းဟာကူကိုလည်းကူညီပေးဖို့ပါတောင်းဆိုမယ်ဆိုကပြောလိုက်တာပါအဖိုးကြီးခါမကြီးကိုဇယ်နီဘာရဲ့အိမ်ကိုတိလားဆိုတာမေးလိုက်ကဖိုးကြီးခါမကြီးကတော့သွားကျင်တယ်ဆိုရင်တော့သွားလို့ရပါတယ်အဲ့ဒီကိုယထာနဲ့သွားရမှာပါအသွားတလန်းမဲ့ရှိပြီးတော့အပြင်ယထာကမရှိဘူးလို့လဲဆိုတော့ဒီလိုဆိုရင်လဲစမ်းကတော့အဲ့ဒီကိုရအောင်သွားကျင်တော့မှာဟာခုကိုပြန်ကူညီနိုင်မှုအတွက်သွားမယ်လို့လဲဆိုပါတယ်ပြီးတော့စမ်းကိုလိုက်ရှာနေခဲ့တဲ့လင်းတယောက်လည်းရရှိလို့လာခဲ့ကယူဘဘကအရန်ကိုစိတ်လူနေပြီးတော့စမ်းကိုတွေးကျင်နေတယ်လို့ဆိုကပြောလို့လာခဲ့တာပါပြောနေတော့ရင်အဖိုးကြီးခါမကြီးကသူ့ဟိုးလွန်ခဲ့တဲ့နှစ်40လောက်ကရထားတဲ့ရထားလက်မဲ့လေးကိုထုတ်ပြီးလို့လာခဲ့ပြီးတော့ဘယ်ကနေဘယ်နေရာကိုသွားရမယ်ဆိုတာကိုလည်းစမ်းကိုပြောပြနေခဲ့လိုက်ပါသေးတယ်။စမ်းလည်းမသွားခင်လည်းဟာခွေအနားကိုသွားကဘာမှမဖြစ်သေးပါနဲ့အောင်ဆိုကပြောပြီးတော့လည်းတန်းပြီးတော့သွားလို့ရသေးမှာမဟုတ်ပါဘူး။အပေါ်ထဲမှာရှိနေတဲ့ပြဿနာတို့ကြီးကိုလည်းရှင်းပြီးခဲ့မှရအောင်မှာပါ။ဒါကြောင့်မို့စမ်းလည်းအပေါ်ထဲကိုသွားလိုက်ကပြီးတော့လေဟဲ့စမ်းမင်းရောက်လာတာတော့ပဲအခန်းထဲမှာဟိုးဝင်းညင်ကောင်းကြီးကမင်းကိုပဲခေါ်နေခဲ့တာဆိုပြီးယူဘဘလည်းထိမ့်မနိုင်တော့ဘူးလို့ဆိုပါတယ်။အဲလိုနဲ့ပဲစမ်းတယောက်လည်းအခန်းထဲကိုရောက်ရှိသွားခဲ့ပါပြီ။ယူဘဘကတော့စမ်းကိုကြားလို့ဆိုကအော်ငေါ့လို့နေခဲ့ကနေပေါင်းဒီကြွက်စုပ်ကဘယ်ကနေရောက်လာအောင်ဆိုတာတောင်မှမီးနေလိုက်ပါသေးတယ်။သူသားမှမသိတော့တဲ့ပုံမှာပြီးတော့စမ်းလည်းအခန်းထဲကိုသွားလိုက်ပါတယ်။မျက်နှာမေးကြီးတယောက်ကတော့စားတောက်ရှာတွေလူတွေကိုပါမျိုးစုထားတာဆိုတော့တော်တော်ကြီးတောင်ကြီးထွားလို့နေခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပြီးစမ်းကိုလည်းရွှေတွေပေးမယ်ဟိုဟာပေးမယ်ဒီဟာပေးမယ်ဆိုပြီးတော့ပြောလို့နေခဲ့ပါတယ်။စမ်းတယောက်ကတော့သူကအရေးတကြီးသွားစရာရှိတယ်ဆိုကသူလိုချင်တာတွေကိုလည်းပေးနိုင်မှာမဟုတ်ဘူးလို့ဆိုကပြောပြီးမျက်နှာမေးကြီးကိုလည်းအိမ်မြန်သိမ့်ပြီဆိုကပြောလိုက်ကဒါပေမဲ့လို့လည်းမျက်နှာမေးဝင်းကြီးကတော့သူအထီးကျန်တယ်ဆိုကပဲပြောနေခဲ့ပြီးအဲဒီရင်စမ်းတယောက်လည်းသူခြံထားတဲ့စီလုံးလေးကိုစားဖို့ဆိုကပေးလိုက်ပါတယ်။ဒီလိုနဲ့မျက်နှာမေးကြီးလည်းစားကြည့်လိုက်ပြီးတော့ဘာဖြစ်သွားလဲမသိရင်ပြေးရင်ကြတွေဖြစ်ကစမ်းကိုဘာလုပ်လိုက်တာလဲဆိုကအခုတော့စမ်းတယောက်လည်းစားခံရတော့မှဆိုလို့ထွက်ပြေးနေခဲ့ရပါပြီ။အနောက်ကနေမျက်နှာမေးကြီးလည်းပြေးလိုက်နေခဲ့ပြီးတော့လိုက်နေနဲ့စောနာကမျိုးချထားတဲ့အလုံသမားနှစ်ကောင်လည်းအန်ထုတ်ပြလိုက်ပါတယ်။ဆက်လက်ပြီးတော့စမ်းရံနောက်ကိုလိုက်နေခဲ့ကစမ်းကတော့ယထာဘူတာရှိတဲ့နေရာကိုသွားအောင်ပါပါအခုလင်းကတော့စမ်းကိုလှေလေးနဲ့ဘူတာရင်ကိုလိုက်ပို့ပေးနေခဲ့ပါတယ်ဟိုးနောက်ကမျက်နှာမေးကြီးလည်းစမ်းရံနောက်ကိုဆက်လိုက်လာနေခဲ့ပြီးတော့ပြီးတော့ကကြောက်လည်းပထမဆုံးမျိုးချထားခဲ့တဲ့ကိုဖားလေးကိုအန်ထုတ်ပြလိုက်ခဲ့ပါသေးတယ်အခုတော့စမ်းလည်းယထာမှတ်တိုင်ရှိတဲ့နေရာကိုလမ်းလျှောက်သွားနေခဲ့ပြီးလင်းတယောက်ကတော့ပြန်နေခင်မျက်နှာမေးကြီးကိုစမ်းကိုတစ်ခုလုံးမယ်ဆိုရင်သူနဲ့တွေ့မယ်ဆိုကလည်းပြောလိုက်ပါသေးတယ်စမ်းတယောက်လည်းမှတ်တိုင်ကိုရောက်ရှိလို့သွားခဲ့ပါပြီယထာလည်းလာနေခဲ့ပြီဖြစ်ပြီးယထာရောက်ရှိလို့လာခဲ့တော့အပေါ်ကိုတက်သွားခဲ့လိုက်ကသွားမယ်နေရာကိုအဆောင်ကိုပြောလိုက်ပြီးနောက်လက်မှတ်တွေပေးလိုက်ကအနောက်ကရောက်ရှိလာခဲ့တဲ့မျက်နှာမေးကိုတွေးလိုက်ရလို့လိုက်ချင်နေတဲ့ပုံမှန်မလို့နှစ်ယောက်စာအတွက်လက်မှတ်ဖြတ်လိုက်ပါတယ်ပြီးတော့လည်းစတင်ထောက်ခလို့လာနေခဲ့ပါပြီဒီပင်လယ်ပြင်ကြီးကိုကြည့်နေခဲ့ရပြီးတော့ခန်းစားနေရတာကတော့အရန်ကိုလွမ်းဆွစရာပုံစံမျိုးကြီးပါအချိန်နေရတပြေးပြေးနဲ့ကုန်းလွန်သွားခဲ့ပြီးလို့မှတ်တိုင်ရင်တစ်ခုပြီးတစ်ခုဖြတ်ပြီးရဲ့နောက်ဆုံးမတော့တစ်ဖက်ကိုပြန်ပြထားခဲ့ပြီးတော့ဟာကူတရပြန်ပြီးတော့တတိယလာနေခဲ့ကအဖိုးကြီးခါမကြီးကိုသွားနှုတ်လိုက်ပြီးတော့စမ်းပယ်မှာလဲဘာတွေဖြစ်ခဲ့ရလဲဆိုကပြောပြဖို့အတွက်မေးလိုက်ပါတယ်ပြီးတော့လည်းသူတတိပြန်ရလာခဲ့တာကအမောင်တူထဲမှာသူ့ရဲ့နာမည်ကိုချီတို့ကလှမ်းခေါ်နေတာကိုကြားလိုက်ရပြီးတော့နိုးလာခဲ့ရတာပါအဖိုးကြီးခါမကြီးတယောက်လည်းအခုမှပဲစမ်းရဲ့နာမည်အရင်ကိုတီးလိုက်ရကနောက်တစ်ဖက်မှာကလည်းယူဘဘကိုပြထားပြန်ပြီးတော့စမ်းကိုစိတ်လိုနေတာပါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာပြောနေကြတာဖြစ်ပြီးတော့ခဏနေတော့ဟာကူတယောက်လည်းသူ့စီကိုရောက်ရှိလို့လာခဲ့ပါတယ်ဟမ်မင်းအခုထိမသေးသေးဘူးလားအဲကျင်ဟာကူကယူဘဘအောင်စမ်းခမရလှက်ကသုံးသားကြရဆိုကပြောလိုက်ကအဲဒီတော့မှပဲယူဘဘတယောက်လည်းသူ့ရဲ့ငင်းကိုဖြစ်နေတဲ့မုံနီထိုင်မြုံနေတဲ့သူ့ရဲ့သားကိုတန့်စင်ကြည့်လိုက်တာဘလူးကောင်သုံးလုံးမှန်သိလိုက်ရပါတယ်ဒီတော့သူလည်းခေါင်းမိတောက်ကုန်ရပါပြီသူ့ရဲ့သားလေးဘယ်မှာလဲဆိုကအသေးအတန်ရှာနေခဲ့ပြီးတော့အခန်းထဲလဲနေရနဲ့ရှာကြည့်လိုက်ပေမဲ့လည်းမတွေ့တော့တာနဲ့စိတ်တူနေခဲ့ရပြီးဟာကူကိုမင်းဘာလုပ်လိုက်တာလဲဆိုပြီးတော့သွားပြီးတော့မေးလိုက်ပါတယ်အခုကတော့အခုယူဘဘရဲ့သားကဇန်နီဘာစီမှာဆိုကပြောလိုက်တာပါဒီတော့မှပဲယူဘဘတယောက်လဲဒါဆိုဟိုဆုံးမရဲ့လက်ချက်ပေါ့ဟာကူကိုလည်းဘာအစီအစဉ်နေရှိလဲဆိုကမေးလိုက်ပြီးဟာကူတယောက်ကတော့သူ့ဘူကိုပြန်ခေါ်လာပေးမယ်ဒါပေမဲ့လို့လဲစမ်းနဲ့သူ့ရဲ့မိဘတွေကိုတော့သူတို့ရဲ့လောကစီကိုပြန်ပို့ပေးရမယ်ဆိုကပြောလိုက်တာပဲဖြစ်ပါတယ်
တစ်ဖက်မှာတော့စန်းတို့တွေသူတို့သွားမယ့်နေရာကိုရောက်ရှိလိုလာခဲ့တာကိုပြထားပြီးတော့မျက်စိအရှိမကတော့လမ်းလေးရှိနေခဲ့ပါတယ်ဒီလမ်းပဲဖြစ်တော့ပါလေဆိုကသူတို့လည်းဆက်ပြီးတော့ထွက်လာနေခဲ့ကြကခဏကြာမှတော့မင်းအိမ်တိုင်းလေးတစ်ခုသူတို့အနားကိုရောက်ရှိလိုလာခဲ့ပြီးလမ်းပြပေးမယ်ဆိုတဲ့သဘောပါဒီတော့စန်းတို့တွေလည်းမင်းလေးခေါ်ရတဲ့နောက်ကိုလိုက်သွားနေခဲ့ကြပါတယ်အဲ့လိုနဲ့ခဏနေတော့အိမ်ကိုရောက်ရှိလိုလာခဲ့ပြီးစန်းတို့လည်းအိမ်တကားလက်ထားပြီးသားမလို့တဲကိုဝင်သွားလိုက်ကြတာဖွားဇန်နီပါတယောက်ရှိနေခဲ့တာကိုမြင်တွေ့ရမှာပါဇန်နီပါတယောက်ကတော့စန်းတို့အတွက်လက်ဖက်ရည်ဖြောဖို့ဆိုကလွတ်လိုက်ပြီးတော့ဒါပေမဲ့လည်းအရင်ဆုံးစန်းကတော့ဟာခုယူသွားခဲ့တဲ့ပစ္စည်းလေးကိုပြန်ပြီးတော့ပေးလိုက်ကဟာခုအစားသူတောင်းပန်ပါတယ်ဆိုကပြောလိုက်ပါတယ်ဇန်နီပါတယောက်ကတော့စန်းဒါကိုကင်ပြီးကြည့်လာတာဘာမှမဖြစ်ဘူးလားဆိုကမေးကြည့်လိုက်ကတကယ်လမ်းမှာဘာမှမဖြစ်ခဲ့ပါဘူးပြီးတော့စန်းကသူအဲ့ဒီတော့ကပစ္စည်းတစ်ခုနဲ့အတူအကောင်လေးတစ်ကောင်ထွက်လာတာကိုမြင်လိုက်ပြီးတော့အဲ့ဒါကိုတော့နင်းသက်မိခဲ့တယ်ဆိုကပြောလိုက်တော့ကြားလိုက်ရတဲ့ဇန်နီပါတယောက်လည်းရီလိုက်ကအဲ့ဒါကဟာခုကိုလေးကိုသူ့ညမကိုယ်တိုင်လှုပ်ထားပြီးတော့အစင်ရင်လှုပ်ထားခဲ့တဲ့အကောင်လေးပါအဲ့ဒါမှသူဟာခုကိုခန်းရင်တယ်လို့ခန်းလို့ရမှာလို့လည်းဆိုပါတယ်ပြီးတော့ကဲလို့ AC လေးထိုင်လိုက်ကြပြီးကော်ဖီလေးတောင်မုံလေးဆိုင်စကားလေးပါလေးပြောနေလိုက်ကြပါတယ်စန်းကဟာခုကိုကိုညီပေးချင်တာပါပြီးတော့လေသူဟာခုနဲ့အရင်ကတည်းကတိုင်ရင်းနှီးသလိုမျိုးခန်းစားချက်တွေရနေရဆိုကလည်းစိုးနေခဲ့ပါတယ်ခုတော့ညင်းနေနေခဲ့ရင်လို့ဇန်နီပါကတော့ဒီမှာပဲညားလိုက်လိုက်တော့ဆိုကပြောလိုက်ကပြီးသွားလို့သူကတော့မျက်နှာမဲ့ဘိုးတို့နဲ့အတူတူဘိုင်းငင်ပြီးတော့ချီထိုးလို့နေခဲ့ကြပါပြီဒါပေမဲ့လို့လဲစန်းတယောက်ကတော့သူဒီအတိုင်းမနေချင်ပါဘူးသူဟိုပဲပြန်သွားခြင်းနဲ့ဆိုကသူ့အဖေနဲ့အမေကိုလည်းစိတ်ပူနေရသေးလို့ပါဒီတော့အဖွားဇန်နီပါလည်းအခုမှလှုပ်လို့ပြီးတဲ့အဆောင်ခေါင်းစည်းခွင်းလေးကိုယူထားဖို့ဆိုကပေးလိုက်ကအချိန်ကြိုက်သားပါပဲအပြင်ဘက်ကနေတခုခုကိုလည်းခန်းစားမိလိုက်ရပြီလို့သွားကြည့်လိုက်ကြတာငကားလေးဟာခုရောက်ရှိလို့လာခဲ့တာပါစန်းလည်းဟာခုဘာမှမဖြစ်လို့တော်ပါသေးတယ်ဆိုပြီးတော့ပေါ့ဒီလိုနဲ့ပဲပြန်သွားကြရတော့မှာပါဇန်နီပါကတော့ဟာခုကိုအပြင်းမတင်တော့ပဲစန်းဟိုရာကာကွယ်ပေးဖို့ဆိုကပြောလိုက်ပါတယ်ပြီးတော့လည်းမျက်နှာမဲကိုတော့သူ့ရှင်မနေခဲ့ပြီးတော့အလုပ်လေးပါလေကိုလိုပေးအောင်ဆိုကပြောလိုက်တာပေါ့စန်းလည်းမပြန်ကလေးအဖွားဇန်နီပါကိုဖတ်လိုက်ပါသေးတယ်သူ့ရဲ့နာမည်ရင်ချီရိုဆိုတော့ကိုလည်းပြောပြလိုက်ပြီးတော့ပြီးတော့လည်းနှုတ်ဆက်ပြီးတော့ထွက်သွားကြပါပြီပြီးတော့ချီရိုတယောက်လည်းငကားစီးနေခဲ့ပြီးတစ်ခုခုကိုပြန်အမှတ်ရလာခဲ့ကတစ်ခုခုတော့တစ်ခုခုပါအခုကိုသူ့အမေကပြောပြခဲ့ဖို့လည်းရှိတယ်ဆိုကပြန်ပြောပြလို့လာခဲ့ပြီးသူငငယ်တော့မြစ်ထဲကိုပြုတ်ချဖို့ပါတယ်အခုတော့အဲ့ဒီမြစ်အပေါ်မှာစောက်ဦးတွေစောက်ပစ်လိုက်ကြပြီဆိုတာကိုပြောလိုက်ပြီးတော့အဲ့ဒီမြစ်ရဲ့နာမည်ကခိုးအခုလို့ခေါ်ရဲဆိုကပြောလိုက်ပြီးဟာခုရဲ့နာမည်ကလည်းခိုးအခုဖြစ်တယ်ဆိုကပြောလိုက်ကအဲ့ဒီချင်းဟာခုလည်းငကားကနေလူဖြစ်ကိုပြောင်းသွားခဲ့ရပြီးတော့ချီရိုရဲ့လက်ကိုကိုင်းလိုက်ကကျေးဇူးတင်ပါတယ်ဆိုပြီးတော့သူ့ရဲ့နာမည်ရင်းကိုပြန်မှတ်မိသွားခဲ့ရပြီလို့ဆိုတာပါဟာခုရဲ့နာမည်ရင်းကတော့နီဂီဟာယာမီခိုးအခုနာရှိလို့ခေါ်ရတယ်ချီရိုကလေးဘွားတော်ကမြစ်ထဲကိုပြုတ်ကျသွားခဲ့တာကိုလည်းမှတ်မိသေးတယ်ဆိုပြီးချီရိုကသူ့ဖက်နဲ့လေးမျောသွားလို့လိုက်ကောင်ရင်းနဲ့ရင်းနစ်သွားခဲ့တာပါအဲ့ဒီအချိန်တုန်းကဟာကူကသူ့ကိုရေတိမ်ပိုင်းအထိခေါ်ဆောင်သွားခဲ့ပေးတာပဲဖြစ်ပါတယ်ပြီးတော့ကြလို့ဒီလိုနဲ့ပဲနှစ်ယောက်သားလည်းကောင်းကင်ဘောင်ကိုပြန်သက်သွားခဲ့ကြပါတယ်အချိန်ခဏကြာသွားပြီးနောက်အခုကတော့မနက်ခင်းပိုင်းကိုရောက်ရှိလို့လာခဲ့တာကိုပြထားပြီးတရာနာမှာယူပပတယောက်ချီရိုတို့ပြန်လာကိုစောင့်နေခဲ့ပါတယ်ခဏကြာမှတော့ချီရိုလည်းရောက်လာကြပါပြီအရင်ဆုံးဘိုးတယောက်ကသူ့အမေယူပပရှိတဲ့နေရာကိုသွားပြလိုက်ကနောက်မှတော့လုံသမားချားသူတွေအပြည့်ပါအဲ့ဒီအချိန်ဟာကူတယောက်ကယူပပကိုကတိတီးဖို့ဆိုတာပြောလိုက်ပါတယ်ယူပပတယောက်ကလည်းဟိုလိုဒီလိုလှုပ်ရှင်နေခဲ့ရမလို့ဘိုးကပါဝင်ပြောလာခဲ့ပြီးတော့ချီရိုကိုငိုအောင်လုပ်မယ်ဆိုရင်ယူပပကိုမချစ်တော့ဘူးဆိုတာပြောလာခဲ့တာပါဒါပေမဲ့လို့လည်းချီရိုတယောက်ကတော့ထွက်လာလိုက်ပြီးယူပပကိုသူပြောတဲ့အတိုင်းလုပ်ပြီးမယ်ဆိုတာပြောလိုက်ပါတယ်။ဘာလဲဆိုရင်တော့ယူပပတယောက်ကဒီဝက်တွေထဲမှာချီရိုရဲ့အဖေမေကိုမှန်အောင်ရွေးပြရမှာပါ။အဲဒီလိုဆိုရင်လူငင်းချမ်းသာဝင်ရပါပြီ။ချီရိုတယောက်တစ်ချက်ကြည့်လိုက်ပြီးတော့အဲ့ဒီအထက်မှာသူ့အဖေနဲ့အမေတယောက်မှမပါဘူးဆိုတာပြောလိုက်တော့အနားမှာရှိနေတဲ့အလုပ်သမားတွေအားလုံးလည်းအဖေမှန်ပါတယ်ဆိုတာဝိုင်းပြီးတော့ပျော်ရွှင်ခုန်ပေါက်လို့ကုန်ကြတာပေါ့။ဒီလိုဆိုရင်တော့ချီရိုတယောက်လည်းကိုယ့်ရဲ့လောကကိုပြန်လို့ရပါပြီ။အားလုံးကိုအပြီးတိုင်နှုတ်ဆက်ပြီးခဲ့တဲ့နောက်ဟာကုနဲ့အတူတူပြေးထွက်လို့သွားခဲ့ကြကသူ့ရဲ့အဖေနဲ့အမေကတော့တွားနေကြပြီလို့လည်းဆိုပါတယ်။ဟိုရင်တော့ကရေပြင်းရှိခဲ့တဲ့နေရာကလည်းကွင်းမြင်ပြန်ဖြစ်သွားခဲ့ပါပြီ။ဟာကုကတော့သူဒီထီးပဲလိုက်ဖို့ပေးနိုင်နေဆိုကချီရိုကိုလည်းလှိုင်းကောင်းအနားကိုရောက်တဲ့ဒီနောက်ကိုပြန်လဲမကြည့်ဘူးဆိုတာပြောလိုက်ပါတယ်။ချီရိုတယောက်ကလည်းဟာခုကြတော့ရောလို့ဆိုတော့သူကတော့ဘာမှမဖြစ်တော့ပါဘူးသူ့ရဲ့နာမည်ရင်းကိုလည်းပြန်ပြီးတော့မှတ်မိနေခဲ့ပြီဆိုတော့နောက်တော့ကချီရိုနဲ့ပြန်တွေ့နိုင်ကြအောင်ပါပါဆိုကနှစ်ယောက်သားဂရီပေးလိုက်ကြပါတယ်ဒီလိုနဲ့ပဲနောက်ဆုံးတော့ချီရိုလည်းအနောက်ကိုလုံးလုံးလှည့်မကြည့်တော့ပဲဆက်လိုက်ပြီးတော့ပြန်လာနေခဲ့လိုက်တာလန်ကောင်းသားကိုရောက်တော့သူ့ကိုစောင့်နေခဲ့တဲ့အဖေနဲ့အမေကိုမြင်တွေ့ရမှာပါပုံမှန်အတိုင်းလေးပါပဲခဏနေရင်ပစ္စည်းချရတဲ့သူတွေရောက်လာတော့မှဆိုပြီးတော့ပြန်လာနေခဲ့ကြကဇကားရဲ့ပထမပိုင်းတော့လို့ပုံစံမျိုးပါဒီလိုနဲ့ပဲအပြင်ကိုရောက်လာခဲ့တော့သူတို့ရဲ့ကားတွေပေါ်မှာတက်ကန်းကြောင်အမိုက်တွေဖုံးလို့နေခဲ့ပါပြီချီရိုတယောက်လည်းနောက်ဆုံးအချိန်လေးအနောက်ကိုပြန်လဲကြည့်နေလိုက်ပါသေးတယ်အဖေနဲ့အမေကပြန်ကြအောင်လို့ဆိုကလန့်ခေါ်လို့အခုတော့ကားလေးနဲ့ပြန်သွားနေခဲ့ကြပြီဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါပြီ